လေးကတော့ရွှေလာပန်နဲ့ပေါ့နော်ရွှေလာပန်ကောင်းတော့မယ်ရွှေလာပန်နဲ့ရွှေစားနဲ့ကိုရောပြီးတော့ဘယ်သူလိမ့်မလဲဆိုတာလေးပါရွှေလာပန်နည်းနည်းကိုလောက်ရတဲ့ထင်မယ်ပြီးလို့ရှိရင်ရွှေစားမုံလေးတွေလောက်ရတဲ့ထင်မယ်တကယ်လို့များကိုကကြီးပေါင်းဖြစ်တယ်ဆိုလို့ရှိရင်ပေါ့နော်ဒီစက်ကြီးပေါင်းဆိုလို့ရှိရင်ဒီကြီးပေါင်းရှိတဲ့နေရာကိုစက်ကြောတက်တာပဲဖြစ်ဖြစ်ကြီးပေါင်းပဲဖြစ်ဖြစ်ကြီးပေါင်းဆိုလို့ရှိရင်ဒီလိုမျိုးကြီးပေါင်းရှိတဲ့နေရာလေးကိုကအသားနဲ့စိတ်ဝင်အောင်ပေါ့နော်ဒီတိုင်းလေးသားတဲ့စိတ်ဝင်အောင်ကြီးပေါင်းလေးပြော်လာအောင်ကြီးပေါင်းနေရာလေးကိုဒီလိုလေးသိချာလေးပေါ်လှိန်ပေးလို့ရပါတယ်တကယ်လို့များစကြောတက်တဲ့ဆိုရင်လည်းလိမ့်လို့ရပါတယ်ဒီရွှေလာပန်းလေးတစ်မျိုးတည်းလည်းလိမ့်လို့ရတယ်ပြီးလို့ရှိရင်ရွှေစားတစ်မျိုးတည်းကိုလည်းရင်သွေးလေးနဲ့ပြပြဖြော်ပြီးတော့လိမ့်လို့ရပါတယ်ဒါလေးကတော့ရွှေစားနဲ့ရွှေလာပန်းတွဲသုံးတဲ့သုံးနည်းလေးပါဒါကကြီးပေါင်းသမားတွေအတွက်ဆိုရင်ပို့ပြီးတော့သိလျော်တဲ့အတွဲလေးပါဒီအတွဲလေးကိုသုံးများဖြင့်ကြီးပေါင်းလေးရာတစ်ဖြည်းဖြည်းနှိမ့်ရင်းနဲ့ကြီးပေါင်းနေရာလေးကပျော့သွားပြီးတော့ကြီးပေါင်းယောဂဝေဒနာကိုတတပြောက်ကင်းသွားပါလိမ့်မယ်တကယ်လို့များအကျော်တင်တာတို့အကျော်ညက်တာတို့ပေါ့နော်အဲဒီလိုမျိုးကြော်ယောဂမျိုးနဲ့ပတ်သက်ရင်လည်းဒီလိုမျိုးလေးသုံးလို့ရပါတယ်ဒူနာတဲ့လူတွေလည်းဒူကောင်းလေးကိုဒီခုလိုလေးရောပြီးတော့ပေါ်လိမ့်ပေးလို့ရပါတယ်ဒူကောင်းနေရာလေးကိုနားနေတဲ့နေရာလေးကိုဒါကတော့သုံးနည်းသေးစိတ်လေးဖြစ်ပါတယ်ဒီအတွဲလေးကတော့ဒါလေးက1000ဒါလေးက12500နဲ့22,500နဲ့ဂျာကြီးတုံးလို့ရတဲ့အတွဲလေးပါဒီကောင်သမားတွေအတွက်ထူးထူးချော်တဲ့အတွဲလေးပဲဖြစ်ပါတယ်